စာသားရေးသားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်2025နိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမယ့်စာသားရေးသားသမီးလေးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုထားတော့ရဲ့ကြလာတဲ့နမိတ်အတိုင်းဖတ်ကြားဟောကြားပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ဆရာမအခုလိုမျိုးမဟောကြားခင်အချိန်လေးမှာဆရာမဒီထားတော့ကတ်များဖြစ်ကြလာတဲ့နမိတ်အမှန်များကိုသာလျှင်ဟောကြားပေးရခြင်းဖြစ်တဲ့အတွက်ကြောင့်မို့ကိုက်ညီမှုရှိတဲ့သူလေးတွေကတော့လက်ခံပေးပြီးတော့ကိုက်ညီမှုမရှိတဲ့သူလေးတွေကတော့ကြော်သွားပေးလို့ရပါတယ်ရှင်စတင်ပြီးတော့ကြာလာပြီးသားသမီးလေးနဲ့ပတ်သက်တဲ့အလောက်အကိုင်းလူမှုရေးကံကြမ္မာနမိတ်လေးကိုဟောကြားခွင့်ပြုပါရှင်ကြာလာပြီးသားသမီးလေးတွေဟာအခုနိုဝင်ဘာလအတွင်းမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းဘဝအဆင့်တိုးတက်မဲ့ကာလဖြစ်ပါတယ်ရှင်ကြုံတွေ့နေရတဲ့ဘေးအန္တရာယ်အလုံးစုံတွေကိုလည်းကင်းလွတ်သွားမဲ့လသလားဖြစ်ပါတယ်အခုကာလဟာငွေကြီးကံဘဝကံများတိုးတက်ကောင်းမွန်မဲ့လသလားဖြစ်ပါတယ်ရှင်ထူးခြားသောအဆင့်များနဲ့တိုးတက်မှုများကြုံလာပါလိမ့်မယ်အပြိုင်ဆိုင်များကိုလည်းကြော်လွှားအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်ရုတ်တရက်ပေါ်ပေါက်လာတဲ့ကံအခွင့်အလမ်းများကိုအသုံးချပြီးတော့မိမိရဲ့စူးစမ်းမှုနဲ့လုပ်ကင်မယ်ဆိုရင်ဘဝတိုးတက်မှုများမလွှဲမသွေရရှိလာမဲ့လသလားဖြစ်ပါတယ်မိမိရဲ့အတတ်ပညာများဖြင့်ဘဝတိုးတက်လမ်းမှာအောင်မြင်မဲ့နမိတ်ဖြစ်ပါတယ်ရှင်ကြာသာရေးသားသမီးလုပ်ငန်းရှင်လေးတွေကတော့စုပေါင်းဖက်ဆက်လုပ်ငန်းများအကျိုးပေးနိုင်မဲ့လသလားဖြစ်ပါတယ်ရှင်မိမိရဲ့လုပ်ငန်းလုပ်ကိုင်နေရင်းမှာအခက်အခဲဖြစ်နေတဲ့ကြာသာရေးသားသမီးလေးတွေကိုတော့ကူညီပေးမဲ့သူများပေါ်ပေါက်လာပါလိမ့်မယ်ရှင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကာလအတန်ကြာပိတ်နေသောလမ်းကြောင်းများလည်းပြန်လည်ပွင့်လန်းလာပါလိမ့်မယ်ရှင်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ရက်တက်နေတဲ့ကိစ္စရပ်များလည်းအခုကာလအတွင်းမှာပြန်လည်အဆင်ပြေပြီးတော့အကျိုးမြတ်များစွာရရှိမဲ့ကာလနမိတ်ဖြစ်ပါတယ်ရှင်လူမျိုးကွဲဘာသာကွဲတွေအကျိုးပေးမဲ့လသလားဖြစ်ပါတယ်ပြည်ပခီးများကြံစီနေတဲ့ကြာသာရေးသားသမီးလေးတွေဟာအဆင်ပြေသွားပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အရာရာစနစ်တကျလောက်ကိုင်းပြီးတော့တိုးတက်မှုများရရှိလာပါလိမ့်မယ်ရှင်အခုကာလဟာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ချစ်ရင်စဲငွေကြေးအနေထားကနေပြီးတော့ပုံမမြင့်မားသောငွေကိုရရှိလာပါလိမ့်မယ်ရှင်မိတ်ဆွေကြီးကဲတွေရဲ့အကူအညီနဲ့ငွေဝင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်သို့ပါတော့လေငွေကဘလောက်ပင်ဝင်စေကမူမိမိလက်ထဲမှာရောက်ရင်ငွေကမမြဲပဲကုန်သွားတတ်ပါတယ်ရှင်ငွေချင်းနဲ့ပတ်သက်ပြီးတော့တပားသူအတွက်ကူညီပေးနေရပါလိမ့်မယ်ရှင်အခုကာလဟာကံကြောင့်ထက်ရိယညံစွမ်းတွေကြောင့်ငွေများစွာရရှိနိုင်တဲ့ကာလဖြစ်ပါတယ်ရှင်ကာလအတန်ကြာကရတဲ့လျက်ကြံ့ကြာနေတဲ့မိမိရဲ့ငွေမိမိပိုင်ဆိုင်သောပစ္စည်းများလည်းလက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးကောင်းနေတဲ့ကာလလို့ဆိုရှင်ပါတယ်ရှင်မိမိရဲ့ရည်မှန်းချက်များအောင်မြင်ပါလိမ့်မယ်ရှင်ထူးခြားသောပညာအတတ်ပညာများကိုလည်းစီးပူးရရှိမဲ့ကာလဖြစ်ပါတယ်ရှင်အခုကာလဟာလုပ်ငန်းကတစ်ဖက်ပညာကတစ်ဖက်တွဲ၍ထူးခြားသောအောင်မြင်မှုများကိုလည်းရရှိလာပါလိမ့်မယ်ရှင်ကြာသာရေးသားသမီးလေးတွေဟာအရင်တုန်းကမပေါ်ပေါက်ပဲနေသောမိမိရဲ့အရေးသွေးများကိုပြသနိုင်၍နာမည်ကောင်းရရှိမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ပြည့်ရသူကြာသာရေးသားသမီးလေးတွေဟာမေတ္တာရေးမှာအထူးသတိရှိရမယ့်ကာလဖြစ်ပါတယ်ရှင်မိမိချစ်သူနဲ့မိမိရဲ့အကြားမှာစိတ်နှောက်ယှက်များခြင်းအပြိုင်ဆိုင်များခြင်းများကြုံတွေ့နေရပါလိမ့်မယ်ရှင်ဘေးစကားသွေးသားအနှောက်ယှက်များဝင်နေတတ်ပါတယ်ရှင်မိမိချစ်သူကတခြားသောတစ်ယောက်ကိုမေတ္တာစိတ်များကူးပြောင်းနေခြင်းတွေကြုံတွေ့နိုင်ပါတယ်ရှင်မိမိနဲ့မိမိချစ်သူအကြောင်းမှာလည်းမနာလိုဖြစ်သူအတင်းပြင်းပြောသူများပေါ်များနေပါလိမ့်မယ်ရှင်ရင်းနှီးချစ်ခင်သူများနဲ့ပဏိပခဖြစ်တတ်ပါတယ်ရှင်အထူးသတိရှိရမယ့်ကာလဖြစ်ပါတယ်အခုကာလဟာအခြေအနေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်များပေါ်များနေပါလိမ့်မယ်ရှင်ဝမ်းနဲ့ကြေခွဲရခြင်းလှည့်စားခံရခြင်းများလည်းကြုံတွေ့ရတတ်ပါတယ်ရှင်မိမိချစ်သူနဲ့မိမိရဲ့အကြောင်းမှာစိတ်ကူးဖြစ်တိဆောက်ထားသောရည်ရွယ်ချက်များပြတ်သွားတတ်ပါတယ်ရှင်အချစ်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အထူးသတိရှိရန်လိုအပ်ပါတယ်လို့ဆရာမကတော့သတိပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးဂရုစိုက်ရမယ့်လားသလားဖြစ်ပါတယ်ရှင်ခန္ဓာကိုယ်သွေးချီသွေးပေါက်များဖြစ်တတ်ပါတယ်မတော်တဆထိခိုက်မှုများလည်းဖြစ်တတ်ပါတယ်ရှင်အခုကာလအတွင်းမှာရင်ကားစီးနဲ့မောင်းနှင်ခြင်းလေးတွေကိုအထူးသတိပြုစေလိုပါတယ်ရှင်ခွဲစိတ်ခံရခြင်းများကြုံတွေ့သွားရတတ်ပါတယ်ကာလအတန်ကြာမကူတပဲထားတဲ့ယောဂဝေဒနာများကလည်းပြန်ပေါ်လာတတ်ပါတယ်ရှင်သွေးအတက်ကြမမှန်ခြင်းများလည်းဖြစ်တတ်ပါတယ်ရှင်အစာအိမ်ဝမ်းပိုက်ဒုက္ခပေးတတ်ပါတယ်ရှင်ဥခေါင်းနဲ့မျက်စိမှာလည်းမတော်တဆထိခိုက်မှုများဖြစ်သွားတတ်ပါတယ်ရှင်အခုကာလအတွင်းမှာကြာသာရေးသားသမီးလေးတွေဟာ
အနက်ရောင်ဝတ်ဆင်ခြင်းများကိုအထူးရှောင်ရန်လိုအပ်ပါတယ်ရှင်။ကြာတာပရိသတ်သမီးလေးတွေအတွက်အခုကာလအတွင်းမှာဝတ်ဆင်သင့်တဲ့အရောင်လေးတွေကတော့အပြာရောင်အဖြူရောင်မီးခိုးရောင်နဲ့အစိမ်းနုရောင်ပါသောအရောင်လေးတွေပဲဖြစ်ပါတယ်ရှင်။ကံကောင်းစေမဲ့ကဏ္ဍနံပါတ်လေးတွေကတော့ခွန်နှစ်တစ်ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်။အစိုးများကင်းပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်လမ်းဘေးခွေးလေးတွေကိုအစာရေစာတိုက်ကျွေးရင်းဖြင့်မိမိတို့ဖြစ်နေသောအခက်အခဲများအတွက်ဆုတောင်းပေးလိုက်မယ်ဆိုရင်ကြာတာပရိသတ်သမီးလေးတွေမှာဖြစ်ပေါ်နေတဲ့အစိုးအညံ့လေးတွေဟာကင်းပြီးကောင်းရှင်ဘက်သို့ရရှိသွားမှာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာနိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမယ့်ကြာတာပရိသတ်သမီးလေးနဲ့ပတ်သက်တဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေပဲဖြစ်ပါတယ်ရှင်။မိမိတို့ရဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုကြိုတင်သိလို့မေးမြန်းလို့တဲ့ကြာတာပရိသတ်သမီးလေးတွေဟာဆရာမရဲ့ဖုန်းနံပါတ် Viber ရှက်ပေါက်များမှတစ်ဆင့်ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်။ဉာဏ်ပူစော်ကလေးတွေကိုတော့သတ်မှတ်ထားပါတယ်ရှင်။ကြာတာပရိသတ်သမီးလေးတွေအားလုံးအစဉ်ပြေကံကောင်းကြပါစေရှင်။စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်ဝကြပါစေ။ဘေးဥပတ်အန္တရာယ်များမှလည်းကင်းစင်လွတ်မြောက်ကြပါစေ။စီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေ။အလှူရည်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းများပို့သပေးလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်